စစ်ကောင်စီကဖွဲ့ပေးတဲ့ရွေးကောက်ပွဲကော်မရှင်ဆိုတော့ဒါတော်တော်ရှင်းသွားပြီလေဘာလို့ကော်မရှင်ကလုံးပါလဲဗျရွေးကောက်ပွဲအစ်စ်တယ်ခင်ဗျရွေးကောက်ပွဲကလုတ်ပြီးသွားလို့ပြည်သူလူထုကမဲဆန္ဒနဲ့အဆုံးဖြတ်ပေးပြီးသွားပြီဗျာဒါအင်မတန်ရှင်းတယ်ဆိုတော့အဲ့ဒီဟာကိုခလေးကစားသလိုမျိုးနောက်သလိုပြောင်းသလိုလုပ်ခွင့်မရှိဘူးဒီရလတ်ကိုအတိမတ်ပြုတ်ပြီးတော့အကောင့်ထဲပေါ်ဖို့ပဲရှိတယ်အဲ့ဒီအကောင့်ထဲပေါ်မှုမှာမှဆက်ပြီးတော့ပြောစရာတွေရှိတယ်အဲ့တော့ဒီဟာကအခုအစ်စ်ဖွဲ့တယ်ဆိုတော့ဒီရွေးကောက်ပွဲကော်မရှင်ကကျွန်တော်တို့ပြည်သူတွေအလိုမရှိတော့ပြကြလိမ့်မယ်စမယ်ဒီနေ့ပြီးသွားရင်မနေ့ကကနေစပြီးတော့ပြမှာအဲ့တော့အစ်စ်ဖွဲ့စည်းတဲ့စစ်ကောင်စီရဲ့ကော်မရှင်ကိုအလိုမရှိပြီးတော့အဲ့မှာဘာဖြစ်လာမလဲဆိုတော့လမ်းဘေးဖဲသုံးချက်ဝိုင်းမှာလိန်တဲ့အခါမှာအလံရှူးတွေဒလန်တွေလာသလိုပေါ့တချို့သောနိုင်ငံရေးပါတီဆိုတဲ့လူတွေကသွားပြီးတော့တွေ့ကြလိမ့်မယ်မှတ်ပုံတင်ကြလိမ့်မယ်ဆွေးနွေးကြလိမ့်မယ်အဲ့ဒါတွေအကုန်လုံးကဒလန်တွေပဲเนาะဒါကျွန်တော်တို့ပြည်သူတွေဘက်ကရှင်းရှင်းပြပြပြောထားတာနောက်တစ်ခုကတော့ဒီပြည်သူ့အုပ်ချုပ်ရေးကိစ္စပြည်သူ့အုပ်ချုပ်ရေးဆိုတဲ့နေရာမှာအခုကျွန်တော်တို့ကဒီစစ်ကောင်စီကချပေးတဲ့လူတွေမဟုတ်လို့เนาะညင်းကြတယ်ဟုတ်ပြီဒါပေမဲ့ကျွန်တော်တို့ကလူပုဂ္ဂိုလ်ကိုညင်းနေတာမဟုတ်လူပုဂ္ဂိုလ်ကိုကြိုက်ချင်းမကြိုက်ချင်းပြဿနာမဟုတ်ဘူးเนาะအခုကဒီစစ်ကောင်စီကသူ့ကိုယ်သူအစိုးရဖြစ်တယ်ဆိုတဲ့အချိုးကိုချိုးကျင်နေတာကိုကျွန်တော်တို့ညင်းပယ်ရမှာအဲ့ဒါကိုဟန်တာပြရမှာပြည်သူလူထုကိုယ့်ဘာသာကိုတိဆောက်မယ်ရက်ွက်အစိုးရကျေးရွာအစိုးရအဆင့်တွေကိုဒါဒီအနှစ်သာရဒါကြောင့်မို့လို့လူပုဂ္ဂိုလ်ကိုညင်းနေတာမဟုတ်ဘူးစနစ်ကြီးကိုညင်းနေတာစနစ်အမှန်ကိုတိဆောက်နေတာစနစ်အမှားလာချပေးတဲ့ဟာကိုညင်းဆန်နေတာဒါလေးသဲကွဲဖို့ပါပဲ